သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနသတင်းအချက်အလက်နည်းပညာတက္ကသိုလ်နဲ့မြန်မာဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း MDEA တို့ပူးပေါင်းကျင်းပတဲ့ Digital Talent and Career Fair 2026 အခမ်းအနားကိုဇူလိုင်31ရက်မနက်ပိုင်းကအဆိုပါတက္ကသိုလ်မှာကျင်းပရာရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးဖို့ထေးကအဖွင့်အမှာစကားပြောကြားပါတယ်။အဲဒီနောက်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဒုတိယဥက္ကဋ္ဌဦးတောင်းတင်သတင်းချက်လက်နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသိန်းသူနိုင်မြန်မာဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း MDEA ဥက္ကဋ္ဌဦးအောင်စီယာလွင်တို့ကအမှာစကားအသီးသီးပြောကြားကြပါတယ်။အဲဒီနောက်ကွန်ပျူတာတက္ကသိုလ်များမှအလုပ်သင်တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူများအားတာဝန်ရှိသူများကပညာသင်ဆုများကိုပေးအပ်ခဲ့ကြပါတယ်။အဲဒီနောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနဲ့တာဝန်ရှိသူများကကွန်ပျူတာတက္ကသိုလ်များမှအလုပ်သင်တက်ရောက်နေကြတဲ့ကျောင်းသားကျောင်းသူများရဲ့ Talent Showcase များကိုလဲကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။